ကွန်ကြိုက်တဲ့သူတွေတတိထားရမယ့်အန်တရာယ်တစ်ခုရှိပါတယ်။ဒါကတော့ oral submucous fibrosis OSMF ခေါ်တဲ့ပါးစပ်အတွင်းသားတွေတင်းမာပြီးတဖြည်းဖြည်းမာကျောလာတဲ့ယောဂပဲဖြစ်ပါတယ်။ကဲကွန်ကြိုက်တဲ့ mix တို့အခုပဲကျွန်တော်နဲ့အတူဓာတ်လေးလိုက်လုပ်ကြည့်အောင်။လက်ညှိုလက်ကလေးလက်တကြွေ၃ချောင်းကိုတောင်းလိုက်ပူးပြီးပါးစပ်ထဲထည့်ကြည့်ပါ။အစင်ပြေပြေထည့်လို့ရရဲ့လား။အကယ်၍၃ချောင်းစာအကျယ်တန်းဟာလို့မရတော့ဘူးဆိုရင်တင်မှာဒီ OSMF ယောဂရှိနေနိုင်ပါတယ်။ OSMF ဆိုတာကွန်တီးညက်ထုံးကြောင့်ပါးစပ်အတွင်းသားတဲ့ရောင်ရမ်းပြီးအမာရွတ်လိုမျိုးတင်းမာလာတဲ့ယောဂပါ။ကွန်ကြားရွှေစားရင်ပါးစပ်အတွင်းသားတွေကပျော့ပျော့လေးမဟုတ်တော့ပဲတရေပြားအမာကြီးလိုဖြစ်သွားတာပါ။ဒါကြောင့်ပါးစပ်ကတဖြည်းဖြည်းကျဉ်းလာပြီးဟလို့မရတော့တာဖြစ်ပါတယ်။ ဘာလက္ခဏာတွေပြတတ်တယ်လဲအတိအသာဆုံးကတော့အဆက်စားတဲ့အခါပါးစပ်ထဲမှာအလုံးအမင်းပူဆက်ပူလောင်ဖြစ်လာတာပါနောက်ပြီးပါးစပ်ထဲမှာအဖြူကွက်တွေဖြစ်လာတာရှာကအရင်လိုမတွတ်တော့တာမျိုးတွေလည်းဖြစ်တတ်ပါတယ်ဒါကိုဘာလို့ကြောက်ရတာလဲဒါဟာပါးစပ်ကင်ဆာမဖြစ်ခင်အကျိုးအဆင့် pre-cancerous condition မှာအချိန်မီမတားဆီးရင်တကယ်ပါးစပ်ကင်ဆာအဖြစ်ကူးပြောင်းသွားဖို့လမ်းစားဝိတ်ဖြစ်ပါတယ်ပါးစပ်ဟာမရတော့တဲ့အထိဖြစ်လာပြီဆိုရင်အစားစားဖို့တင်မကစကားပြောဖို့တောင်ခက်ခဲသွားပါလိမ့်မယ်ဘာလို့တင်တယ်လဲနံပါတ်1ကွန်ဆေးလိဆေးရွက်ကြီးကိုချက်ချင်းဖြတ်ပါဒါဟာအရေးကြီးဆုံးကုသမှုပါနံပါတ်2သွားနဲ့ခံတွင်းဆရာဝန်နဲ့အမြန်ဆုံးပြပါနံပါတ်3ဆရာဝန်ညွှန်ကြားတဲ့ပါးစပ်ဟာလေ့ကျင့်ခန်းတွေကိုဇွဲရှိရှိလုပ်ပေးပါအရသာရှိတဲ့အစားအစာတွေဆက်စားနိုင်ဖို့ကွန်းကိုအခုပဲဆွန့်လွတ်လိုက်ပါကျမ်းမာရေးဘ ഹു တုဒတွေအတွက်အာရောဂျန်ကို follow လုပ်ထား